Alright guys ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်နေ့စဉ်ဘဝကိုဒီယောဂနဲ့ဘယ်လိုဖြတ်တန်းလဲဆိုတာ document လုပ်ပါမယ်ဖြစ်ပါတယ်။ဘာယောဂလဲဆိုတော့ inferior turbinate enlargement ပါ။ဘာလဲဆိုတော့ဒီနှာခေါင်းဒီရိုးနုထဲတွေကပုံထက်ကြီးနေတယ်။လူဝင်ပေါက်ပိတ်ထားတယ်။လူဝင်ပေါက်ပိတ်ထားကျွန်တော်ပုံမှန်လူရင်လို့အိတ်လို့မရအောင်ကျွန်တော်ပုံမှန်လူရင်လို့ပုံမှန်လူရင်နဲ့သူအသက်ရှူလို့မရမတူဘူးဖြစ်နေ different ဖြစ်နေ။ညာဘက်ဒီဆိုတော့စိတ်ဆင်းရဲဖို့ကောင်းတယ်။ညာဘက်ဒီဆိုတော့စိတ်ဆင်းရဲဖို့ကောင်းတယ်။3 နာရီ 4 နာရီ 5 နာရီအင်းချင်းကျတော့အိတ်လို့မရသေးဘူး။အိတ်ပြင်ပြောဘူး။တက်ရှူလို့မရဘူး။တော်စိတ်ဆင်း it's like a curse bro like 3-4 years လောက်ရှိပြီ3-4 years လောက်ရှိပြီဒီယောဂကြီးဒါက final moment ဖြစ်နေပြီ surgery လုပ်နေပြီ surgery procedure လုပ်နေပြီဒါကဘလူးဖြစ်မှလည်းမဟုတ်ဘူးဘလူးမှလည်းကျွန်တော်blame ဘူးတာကျွန်တော်စီရောက်လာတဲ့ဆိုတော့ဒီယောဂရောက်လာတဲ့ကျွန်တော် accountant ဖြစ်ရမယ် responsibility ယူရမယ်ဘလူးကိုမှblame မရဘူးဒါကျွန်တော်စီရောက်လာပြီဆိုကျွန်တော်အကောင်းဆုံးရင်ဆိုင်ပြီးတော့ဘယ်လိုဖြေရှင်းရလဲကျွန်တော်မှတာဝန်ရှိတယ်မိတ်ဆွေတို့လည်းမိတ်ဆွေတို့ဘဝမှာဘာအခက်ခဲဒီကြုံခမားတို့တောင်းရင်ရင်ဆိုင်ပြီးတော့အကောင်းဆုံးဖြစ်အောင်ဒီ obstacle ကိုဖြတ်တန်းရမှာတွေ့ပါတယ်ကိုဘဝကိုတိဆောက်ကိုဘဝကိုတိဆောက်ပါဘာအခက်ခဲနေပဲကြုံမင်းတယောက်တည်းကမင်းဘဝကိုပြောင်းလဲနိုင်ပါပဲအဲဆိုကျွန်တော်ရဲ့ routine စလိုက်အောင်ပုံမှန်အားဖြစ်တော့ exercise တော့လုပ်ဖြစ်တယ် intense ကြီးတော့မဟုတ်ပြင်နဲ့ဒါပေမဲ့ကျွန်တော်တက်နိုင်လောက်ကျွန်တော်လုပ်တာပေါ့အရင်လဲမဟုတ် cortisol ကိုမ spike ဘူးAlright guys so ဒါတွေကတော့ကျွန်တော်ရဲ့ medical ဆေးတွေပဲဖြစ်ပါတယ်ကတော့ဒီနှာခေါင်းဆေးတွေဟာဒီအားဆေးဒါစားရည်ထုတ်ကျွန်တော်ကိုကြည့်မယ်ပြင်မာရရင်ကြည့်မယ်ဆိုရင်တော့ကျွန်တော်ဘာမှမဖြစ်ဘူး healthy ဘာမှမဖြစ်ဘူးကြမ်းခိုင်တယ်ဘာမှမဖြစ်ဘူးဒီမှာရဲ့ perspective မှာတော့ဒါမဲ့အထဲထဲမှာတော့ဒီခန္ဓာကိုယ်အတွင်းထဲမှာတော့ mentally I'm fucked man like ပျက်စီးနေတဲ့အထဲထဲမှာတော့ပြင်မိုင်းမှာတော့ကျွန်တော်တာမယ်လူတိုင်းကောင်းနေမယ်ထင်တယ်ဒါမဲ့အထဲထဲမှာတော့မကောင်းကျွန်တော်ဘယ်လိုခံစားနေရလဲဆိုတော့ခမားတို့2ရက်3ရက်လောက်မိတ်ပဲနေကြည့်လိုက်ကျွန်တော်အဲ့လိုမျိုးခံစားနေရတနေပြီးတာ every single day it's like a struggle for me like နေ့တိုင်းကိုယုံနေရတာမယ်လူတွေထက်ကို9နာရီလဲခွဲနေပြီညဘက်အဲ့ချိန်နဲ့ရောက်နေပြီဆိုတော့ကျွန်တော်လှုပ်ရှားတခုပဲရှိတော့အဲ့ဒါတော့ meditation မှာညဘက်မအိတ်ခင်အများတန်းပုံမှန်အားဖြင့်usually
5 to 10 minute တော့အမြဲတမ်းလုပ်တယ်ကျွန်တော်အခု meditation စလာအောင် But I'm just getting started. My eyes on the target. Now. You're the better one, still can't go. အခု album ကို25ထားတာ fans view second as you can see ဒီညစောအေးရမလားမအေးရမလားဆိုတာတော့ကျွန်တော်လည်းမပြောတတ်ဘူးပေါ့အားလုံးနောက်တဲ့ဗီဒီယိုမှာတွေ့မယ် comment မှာနောက်ခါကျရင်ဘာဗီဒီယိုတွေလောက်ရမလဲဆိုတာတစ်ချက်ဝင်ရေးတာ